မင်္ဂလာပါရှင်သမီးဒီနေ့ဖတ်ပြမယ်ပုံပြင်လေးကတော့အတွေးလွန်တော့ဘူးပင်လဲကုန်ခဲ့ပြီဖြစ်ပါတယ်ရှင်တခါတုန်းကလယ်သမားကြီးတယောက်ဟာအိမ်ရှိကုတ်ပြစ်အိုလေးပေါ်မှာအစင်မပြေခြင်းများစွာဖြင့်စိတ်ပြက်လက်ပြက်ထိုင်နေပါတယ်လေယာလုပ်ငန်းလုပ်ကင်ရတာပင်ပန်းတာကတမျိုးတစ်ခါတလေအလုံးမစင်ပြေလို့စိတ်ညစ်ရတာတမျိုးနဲ့ညီးတွားရေရွတ်နေမိရဲ့မိမိလေယာမှာတီးနှံတွေဖြစ်ထွန်းအစင်ပြေအောင်ဘလို့လုပ်ရရင်ကောင်းမလဲလို့ကွန်းလေးတစ်မြုပ်မြုပ်ဝါရင်အိမ်ချန်ဝင်းတကားပေါက်စီတို့ငေးကြည့်ကတွေးတော့နေမိတယ်ထို့တို့ငေးကြည့်နေရမှအိမ်ဝင်းတကားပေါက်အမိုးစင်လေးမှာခွေးနှုတ်ဆိုသည့်ဟန်တွဲလီတွဲလောင်းဖြစ်အတီးပွင့်များဝေဝေဆာဆာတီးပွင့်နေသောအလေးကျပေါက်သည့်ဘူးပင်ပြိုတပင်အားတတိထားမိသွားလေသည်ထိုအခါစိတ်ပြက်လက်ပြက်ဖြစ်နေသောလယ်သမားကြီး၏ခေါင်းထဲတွင်အတွေးတစ်ခုဝင်းကနေလဲ၍သွားခဲ့လေ၏အိုးကြည်စမ်းပါ၏တီးနေလိုက်သည့်ဘူးတီးတွေငါလဲရေတစက်မြမလောင်းရပါပဲတီးနေလိုက်ကြတာကြီးနေလိုက်ကြတာဒီဘူးတီးတွေကိုခူးပြီးဈေးမှာသွားရောင်းရရင်ဖြင့်ငွေတွေအများကြီးရတော့မှာပဲဟဲ့လယ်သမားကြီးမှာပါဇက်သေးကကွန်းကိုပြစ်ကနေထွေးထုတ်လိုက်တယ်ပြီးတော့ကွန်းတရားကိုကောက်ဝါးလိုက်ပြီးအတွေးစိတ်ကူးနဲ့ချဲမိလေတော့သည်လယ်သမားကြီးအတွေးထဲမှာတော့မဟုတ်သေးဘူးဒီထက်များလာအောင်ငါကိုယ်တိုင်ငါလေတော့မှဘူးပင်တွေအများကြီးထက်ဆိုင်ရမယ်တပင်ကိုဒီလောက်တီးပုံမျိုးနဲ့ဒီလောက်ငွေတွေရရင်အပင်တွေအများကြီးသာဆိုငွေတွေလည်းအများကြီးရလာတော့မယ်လေစိတ်ကူးဖြင့်ตาရနေတော့လေသမားကြီးသည်ဝါထားသောကွန်းရာကိုထွေးထုတ်လိုက်ပြီးနှုတ်ခမ်းမွေးကိုဟန်ပါပါပုတ်တက်ကကြေကြေနဲ့ကြီးပင်ပြုံးနေမိတော့သည်ဟုတ်ပြီဘူးပင်တွေအများကြီးစိုက်ပြီးငါမြေတောင်မြောက်ပေးရမယ်အတီးတွေအများကြီးတီးလာပြီးငွေတွေအများကြီးရလာရင်ငါပင်ပန်းပန်းနဲ့လဲလုံးเสียမလို့တော့အောင်စင်တကောင်ဝယ်ပြီးတစ်ကွင်းလေးကိုထည့်ထားလိုက်တော့မယ်ရလာတဲ့အခကြေးငွေနဲ့ငါတို့လင်မယားအေးဆေးဆေးစားတောက်နေနိုင်ပြီလေလယ်သမားကြီးမှာစိတ်ကူးရင်တွေးတဲ့ခေါင်းတငိမ့်ငိမ့်ဖြင့်ပြုံးနေမိတော့သည်သို့တော်စိတ်ကူအရင်လွန်သွားသောလယ်သမားကြီးမှာစင်ကြီးကိုစီးကတစ်ကွင်းမှပြန်လာရင်အိမ်ဝင်ဘူးပင်နဲ့လွတ်မှာမဟုတ်ပေဘူးငါစင်ကြီးအိမ်ဝင်မှာဒီဘူးပင်ကအနှောက်ယှက်ပေးတော့မှာပဲလို့တွေးမိသဖြင့်ခုတ်ပြစ်ပေးမှပေါက်တူးကိုဆက်ကနဲ့ဆွဲကင်ရွက်ကဘူးပင်ကြီး၏အမြင့်အားခုတ်ပြက်ချလိုက်လေတော့ဤထိုပြုအမူအားအမှတ်မထင်မြင်လိုက်တော့အိမ်ကြီးချင်းတဦးမှာအလွန်ပင်အံ့ဩသွားပြီအဘဲကြောင့်ဒီလောက်တီးပွင့်နေသည့်ဘူးပင်အားခုတ်ပြက်လိုက်ရကြောင်းလယ်သမားကြီးအားမေးလေရာလယ်သမားကြီးမှသူ့အနေဖြင့်အိမ်ကိုစင်စည်းဝင်လာတဲ့အခါအနှောက်အယှက်ဖြစ်လာစေနိုင်သဖြင့်အခုလိုနှိမ်လိုက်ရကြောင်းရှင်းပြလေသည်အိမ်ကြီးချင်းမိတ်ဆွေလည်းခုတ်ပစ်ထားသောဘူးပင်ကိုကြည့်ပြီးခေါင်းကိုခါရမ်းလိုက်လေသည်ပြီးတဲ့အခါအိမ်ကြီးချင်းမိတ်ဆွေမှလယ်သမားကြီးမှာစင်တကောင်ရှိနေပြီလားဟုတအံ့လို့ဖြင့်မေးလိုက်ရမှာတော့လယ်သမားကြီးမှာအတွေးလွန်နေရမှတတိပြန်ဝင်လာကဟာကနေဖြင့်နောင်တကြီးစွာရပြီးဘူးပင်တာဤချေရင်မှာစိတ်ပြက်လက်ပြက်ဖြင့်ပင်နိုင်စင်းသွားခဲ့လေတော့သည်အတွေးလွန်ခြင်းကကောင်းကျိုးမဖြစ်နိုင်ပဲဆုံးရှုံးခြင်းကိုသာဖြစ်စေနိုင်ကြောင်းကိုကောင်းစွာနားလေသဘောပေါက်သွားခဲ့ပါတော့တယ်ကျေးဇူးတင်ပါတယ်